ဒီနေ့ကျွန်တော်ကခင်ဗျားတို့ရုပ်ပြမဂ္ဂဇင်းတွေမှာဆိုရင်လည်းစာမက်ကာတွန်းအနေနဲ့လည်းမြင်မှုမယ်ဗီဒီယိုဂိမ်းတစ်ခုအနေနဲ့လည်းစောခဲ့မှုပဲမဲ့အခုချိန်မှာဘာသတင်းအစအနာမှပြန်ပြီးမရတော့တဲ့ဂိမ်းတစ်ခုကြောင့်ကျွန်တော်ပြောပြမယ်ဟုတ်ပါတယ်အဲ့ဒီဂိမ်းက Spy vs Spy ဆိုတဲ့ကျွန်တော်တို့ဒီဗီဒီယိုဂိမ်းလေးပဲဖြစ်ပါတယ်တကယ်တမ်းဒီဗီဒီယိုဂိမ်းကကျွန်တော်တို့ဂိမ်းအနေနဲ့စခဲ့တာမဟုတ်ဘူးဒီဂိမ်းရဲ့အစက1960ခုနှစ်မှာစပြီးတော့တောင်းဝေခဲ့တဲ့ Mad Magazine မှာပါတယ်ရုပ်ပြကတ်တွန်းအနေနဲ့ပဲစတင်ခဲ့တာဖြစ်ပါတယ်ဒီစာမဲ့ကတ်တွန်းလေးကိုဘယ်သူကဖန်တီးခဲ့လဲဆိုတော့1962ခုနှစ်တုန်းကအန်တိုနီယိုပရိုဟီယက်ဆိုတဲ့ကျူဘာကတ်တွန်းရေးစရာနေပြီးတော့ဖန်တီးခဲ့တာဖြစ်တယ်။သူကအဲ့ဒီအခါတုန်းကကြတော့နိုင်ငံနဲ့နိုင်ငံခိုးဝါးတွေဖြစ်နေပြီးတော့ဒီစစ်အေးကာလဖြစ်နေတဲ့အချိန်မှာနိုင်ငံရေးကောင်းဆောင်တွေတယောက်ကြောက်ချတာတွေအကျဉ်းရောက်တာတွေကြောက်တွန်းတာတွေကိုသူကတရော်တဲ့အနေနဲ့ဟိုကျွန်တော်တို့ဒီစာမဲ့ကတ်တွန်းလေးကိုသူကဖန်တီးခဲ့တယ်ပေါ့နော်ဒီကတ်တွန်းကတကယ်တမ်းကျတော့ဒီ spy နှကောင်လေးကကြတော့ဒီနိုင်ငံရေးသမားတွေကိုစားပြုပြီးတော့ parody အနေနဲ့သူကထုတ်ရခဲ့တယ်အဲ့လိုနဲ့1980ပြည့်နှစ်ရောက်လာတဲ့အခါမှာဒီ Mad Magazine ရဲ့လွှမ်းမိုးမှုကတစ်ကမ္ဘာလုံးနှိပါကိုလွှမ်းမိုးမှုရှိလာခဲ့ပြီးတော့ဒီအန်တိုနီယိုဘရီယက်စ်ရဲ့ Spy vs Spy ဆိုတဲ့ဒီ parody ကတ်တွန်းလေးကလည်းတော်တော်အောင်မြင်မှုရလာခဲ့တယ်အဲ့ဒီအချိန်မှာဒီ game community ကနေပြီးတော့ဒီရုပ်ပြကို video game အနေနဲ့တက်တင်ဖို့စပြီးတော့ဒီစူးစမ်းလာခဲ့ကြတယ်ပေါ့နော်အဲ့လိုနဲ့ Faster Software Company နေပြီးတော့ဒီစာမဲ့ကတ်တွန်းလေးကိုကျွန်တော်တို့ဘူပန်ခွင့်ယူပြီးတော့1984ခုနှစ်မှာ Spy vs Spy ဆိုတဲ့ပထမဆုံး video game ကိုထုတ်ခဲ့တယ်အဲ့ဒီခေတ်ခါတော့ကဒီဗီဒီယိုဂိမ်းတွေကတော်တော်အောင်မြင်ခဲ့တဲ့အကြောင်းရင်းကနှစ်ချက်ရှိတယ်။ပထမတစ်ချက်ကဘာလဲဆိုတော့အဲ့ဒီခေတ်ခါတော့ကဗီဒီယိုဂိမ်းအများစုပါတယောက်တည်းဆိုရင်ဒါမှမဟုတ် multiplayer ဆော့မယ်ဆိုရင်ကျွန်တော်ဒီ screen တစ်ခုထဲမှာပဲဘယ်နေရာမှရွှေ့လို့မရပဲနဲ့အတူတူဆော့ရတဲ့ဒီ game တွေမျိုးပါဥပမာဆိုရင်ကျွန်တော်Street Fighter တို့ပြီး Contra တို့Super Mario တို့မျိုးဗီဒီယိုဂိမ်းတွေပြောမယ်ဆိုရင်တော့ multiplayer ဆော့မယ်ဆိုရင်တော့မှာဒီ screen တစ်ခု environment တစ်ခုထဲမှာပဲ player 2ယောက်ကအတူတူရှိနေရတာမျိုးအဲ့ဒီမျိုး video game တွေကခေတ်စားခဲ့တယ်ဒါပေမဲ့ဒီ Spy vs Spy video game မှာကြတော့ဒီ split screen ဆိုတဲ့ကျွန်တော်တို့ player 2ယောက်က display တစ်ခုမှာပဲအပေါ်အောက် screen တစ်ခုနဲ့ဒီ character ကောင်ကလည်းတိုက်တဲ့ environment ကိုတိုက်တယ်လို့တွားပြီးတော့ကစားရတဲ့ play style ကိုထည့်ထည့်ခဲ့ရမို့လို့ဒီ game ကတော်တော်လေးအောင်မြင်ခဲ့တယ်ပြီးတော့နောက်တဲ့အောင်မြင်တဲ့တစ်ချက်ကဘာလဲဆိုတော့ဒီ game ရဲ့ concept ကတော်တော်လေးကိုရိုးရိုးရှင်းရှင်းနဲ့ funny ဖြစ်တဲ့အတိုင်းမျိုးဒီ game ရဲ့ concept ကရှင်းတယ်ဘာလဲဆိုတော့ကျွန်တော်တို့ဒီ game ရဲ့ map ထဲမှာမြေပုံထဲမှာဖွက်ထားတဲ့ပစ္စည်းတွေပေါ့နော်ပစ္စည်းလေးကိုအရင်ဆုံးရှာပြီးတော့ကျွန်တော်တို့လေးစိတ်ကနေအဆုံးထွက်ခွာနိုင်တယ်ဒီ character ကအောင်မြင်တယ်ဒီလိုမျိုးရှာနေတဲ့အချိန်မှာလည်းတယောက်နဲ့တယောက်ကိုဒုက္ခပေးနိုင်တယ်ဆိုတဲ့ပုံစံမျိုးထည့်နေတာမို့လို့တော်တော်လေးကိုဒီ player ရဲ့ကြားမှာရေးပန်းစားခဲ့တဲ့ game တစ်ခုဖြစ်ခဲ့တယ်တကယ်တမ်းဒီ Spy vs Spy game ကလုံးဝအောင်မြင်ခဲ့တဲ့အချိန်ဘုံမင်းဖြစ်ခဲ့တဲ့အချိန်ကကြတော့2005ခုနှစ် PlayStation 2 platform မှာထုတ်ခဲ့တဲ့ game ကြောင့်တော်တော်လေးကိုလူသိများပြီးတော့အောင်မြင်ခဲ့တယ် PlayStation 2 platform ကတော်တော်လေးကို hit ဖြစ်နေတဲ့အချိန်မှာဒီ Spy vs Spy ဆိုတဲ့ video game ကိုကျွန်တော်တို့အရင်လို 2D animation နဲ့မဟုတ်တော့ဘဲနဲ့ 3D animation ထည့်လာပေးတယ်ပြီးရင်တော့ environment တစ်ခုကလည်းပို့ပြီးတော့ကျင်လာတဲ့အပြင်မှာ character တွေကအရင်လိုအဖြူနဲ့အမဲအပြင်မှာအနီနဲ့အပြာဆိုတဲ့နောက်ထပ် character နဲ့ကောင်လည်းထပ်ပါဝင်လာတယ်ပြီးရင်အရင်လိုမျိုးဒီတယောက်နဲ့တယောက်ဒုက္ခပေးုံတွေမကပဲနဲ့ဒီ story mode တွေပြီးရင်တော့ campaign mode တွေတစ်ခန်းပြီးတစ်ခန်းပြောင်းသွားလို့ရတယ် campaign mode တွေပေါင်းဝင်လာတဲ့အခါကျမှတော့ဒီ player တွေကြားထဲမှာဆိုရင်တော့တော်တော်လေးကိုအမြင်လာခဲ့တယ်ပြီးရင်သူရဲ့ဒီ character တွေဒုက္ခရောက်သွားတဲ့အချိန်မှာဖြစ်သွားတဲ့အရာတဲ့မျက်နှာပေးတွေပုံစံတွေအကုန် player တွေကတော်တော်လေးကိုကြိုက်ပြီးတော့အောင်မြင်ခဲ့တဲ့ game တစ်ခုဖြစ်ခဲ့တယ်ပေါ့အဲ့ဒါနဲ့ဒီ Spy vs Spy game က2005ခုနှစ်မှာတခန်းရသွားခဲ့ပြီ2012ကိုရောက်လာတဲ့အခါကျတော့ကျွန်တော်တို့ဒီ mobile platform ပေါ်မှာ Spy vs Spy game ကရောက်လာခဲ့တယ်ဒါပေမဲ့ဒီခု mobile platform ပေါ်ရောက်လာတဲ့အချိန်မှာဒီ game ကကျွန်တော်တို့paid version ဖြစ်သွားတယ်ပတ်စံပေးပြီးဝယ်ရတဲ့ game ဖြစ်နေတာတခြားအဲ့ဒီ2012ခုနှစ်ဝန်းကျင်မှာကျွန်တော်တို့ဒီ Asian ဘက်ကလူတွေအနေနဲ့အခုဒီမြန်မာနိုင်ငံကလူတွေမသိနိုင်တဲ့အကြောင်းဘာလို့လဲဆိုတော့လူတိုင်းရဲ့လက်ထဲမှာ2012ခုနှစ်တုန်းကဒီ Android phone ဒါမှမဟုတ်ဘူးဆို iOS device ကရှိမနေခဲ့သေးဘူးအဲ့တော့ဒီ
ဒီ Spy vs Spy ကဒီမြန်မာ version မှာမြန်မာမှာဆိုရင်တော့လူတည်နေခဲ့တယ်ပြီးနောက်တစ်ခါကျ paid version ဖြစ်နေခဲ့တယ်အဲ့2012ခုနှစ်ဒီ mobile platform ပေါ်မှာရောက်လာတဲ့ Spy vs Spy ကကျတော့1984ခုနှစ်ကထုတ်ခဲ့တဲ့ဒီ 2D animation game ကိုပဲ graphic တွေ upgrade လုပ်ပြီးတော့ဒီပြန်ပြီးထုတ်ခဲ့တာပေါ့နော်ဒါပေမဲ့အဲ့ဒီ game ကအခုချိန်မှာကျွန်တော်တို့စောချင်လို့mobile platform မှာရှာမယ်ဆိုရင်တော့မှဒီ game ကကျွန်တော်တို့ App Store ရောPlay Store မှာရောရှိနေမှာမဟုတ်တော့ဘူးဒီ game ကအခုဆိုရင်တော့ဘယ်နေရာမှာရှာလို့မရတော့တကယ်လို့အခုနေမိတ်ဆွေတို့ကဒီ Spy vs Spy game ကိုအရင်ဘောပြန်တဲ့တန်းတာပြန်စောချင်နေဆိုရင်တော့မှအခုချိန်စောရတာတော့ဒီ Asta SX2 တို့လို့ PlayStation 2ဒီ emulation software တွေတုံးပြီးတော့ပဲဖြစ်ဖြစ်ဒါမှမဟုတ်ဘူးဆိုရင်တော့ကျွန်တော်တို့1984ခုနှစ် version ကိုစောချင်နေဆိုရင်တော့ Retro S ဆိုတဲ့ကျွန်တော်ဒီအရင် Retro SNES တွေ NES တွေဆောက်လက်ပြည့်တီတို့အရင် NES family game တွေကိုပြန်ဆော့ဖို့အတွက် emulator သုံးပြီးတော့ဆော်လို့ရတယ်အဲ့တော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျားတို့ကရောဒီ Spy vs Spy game ကိုစောခဲ့ဘူးလားဒါမှမဟုတ်အခုကျွန်တော်တို့မှသိရလားတကယ်လို့စောခဲ့ဘူးဆိုရင်ရောဒီ Spy vs Spy game နဲ့ပတ်သက်ပြီးတော့အမှတ်တရတွေဘယ်လိုရှိခဲ့လဲဆိုတော့အခုဗီဒီယိုရဲ့ comment အောက်မှာဝင်ရောက်ဆွေးနွေးထားနိုင်ပါတယ်ကျွန်တော်ဒီလိုမျိုးဗီဒီယို content လေးတွေအများလုပ်ပေးပါအောင်လို့ YouTube channel လေးလည်းထောင်ထားတဲ့အတွက် YouTube channel လေးကိုလည်း subscribe လုပ်ပေးဖို့တောင်းဆိုပါတယ်နောက်တဲ့ဗီဒီယိုမှာထပ်ဆုံပါမယ်ကျွန်တော်တော့ Nick ပါတက်ခပ်ကနေပြီးတော့ကြိုးစားလိုက်ပါတယ်